คุณน้องกินของครับที่ก่ะค่ะมีเมียค่ะไปค่ะ မြန်ခက်အပိုင်ခက် မဟုတ်ဘူးရတယ်တဲ့ဟိုအဆင်ပြေပါတယ်တဲ့ခင်ဗျားလူချင်းတဲ့ share ကိုလည်းသူထုတ်ပေးဖို့စဉ်းစားထားပါတယ်တဲ့ ဟိုဒါနဲ့ကိုကြမီဟိုကျွန်တော် share တစ်စုတည်းမဟုတ်ဘဲနဲ့ကျွန်တော်နှစ်စုလောက်ပါခြင်းနဲ့ဗျာငွေတွေလည်းပိုနေရလေ ဟိုအဲ့ဒါမဖြစ်နိုင်ဘူးထင်တယ်ဗျဘာလို့ဆိုတော့ဟိုကျွန်တော်ဒါတော့မနေပြောတာ မလို့ပါပြောပြပါခင်ဗျာ คุณน้อง อ่ะ กินของข้างงวยปุ๊ครับ ค่ะยาละค่ะค่ะ အဲ့ဒါရတဲ့လောက်ခက်လို့ပါ မဟုတ်ဘူးဟိုဟာမပေးနိုင်ဘူးတဲ့ဒီတစုတောင်ကျွန်တော်မျက်နှာကြောင့်ပေးထားတာတဲ့မလို့ချင်းပြန်ယူရမယ်တဲ့ ဟိုမလို့ပါနဲ့တစုဆိုလည်းစင်ပြေပါလေစင်ပြေတယ်စင်ပြေ คุณน้องโอเคครับโอเคครับ โอเคค่ะ ကဲအလုပ်ကိစ္စကြီးလည်းအားလုံးပြည်လည်သွားကြပြီဆိုတော့ကျွန်တော်တောင်းပြီးပြီနော် ဟာပြော တခုပဲဗျဟိုငွေတော့ကျွန်တော်ချုပ်ယူသွားနိုင်မယ်နော် အဲ့ရတယ်ဗျစင်းနေမှာပဲဗျာယူသွားလို့ရပါပြီ ကိုကြီးလုံးမနေစမ်းမနဲ့ကိုကြီးရဲ့အကြောင်းတီတွေပဲဟာကိုကြီးဟိုတိုင်းတင်လဲကြည်တင်အောင်နော်ဟောတကယ်တိုင်းတက်တာမှမဟုတ်တာ ဒီမင်းပြောမအတေးဝါလုံးတီကုန်ဘယ်လိုဖြစ်နေလဲကျွန်တော်ညီမလေးငါတို့ကလေဒီဝါမှာမျက်နှာစိမ့်နေငါတို့အကြောင်းဘလူးမှသိတာမဟုတ်နင်းလာပါစက်လို့မသိကြားလားအကူကြီးဒီဝါမှာတိုင်းတင်တန်းဖွင့်နေဆိုအဓိကရည်ရွယ်ချက်နှစ်ခုရှိတယ် ဟာလေ တစ်ခု